မင်္ဂလာပါရှင်။ကျောင်းသားကျောင်းသူလေးများအာဟာရပြေဝစေရေးငပြောစိုက်ပျိုးရေးစီမံချက်ဖြင့်ဖီချန်ငပြောပင်များကိုမန္တလေးမြို့အမတ်16အခြေခံပညာမူလတန်းကျောင်းတွင်စုပေါင်းစိုက်ပျိုးခဲ့တဲ့တဲ့ရင်ကိုမန္တလေးမြို့တော်စီပင်သားယာရေးကော်မတီတဲ့ရင်ရုပ်သံထုတ်ပြန်ရေး MDY Press မှတင်ဆက်ပေးမှာဖြစ်ပါတယ်။တပင်ဆိုင်ပြိုးပွဲပြုလုပ်ရတဲ့ရွယ်ချက်လေးကတော့ကျမတို့ကလေးလေးကျမ်းမာတန်ဆွမ်းတဲ့ကလေးလေးတွေဖြစ်ပြီးအာဟာရပြေဝတဲ့ကလေးတွေဖြစ်အောင်အတွက်ငပြောပင်တွေကိုရွေးပြီးစိုက်ပျိုးရခြင်းဖြစ်ပါတယ်ရှင်။ဖီချမ်းငပြောကိုစိုက်ပျိုးထားပါတယ်ရှင်။ကလေးတွေကိုကျမတို့စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့လေ့ကျင့်သင်ကြားရေးအတွက်အမြဲတမ်းကျမတို့အသင်းတာဝန်ကြတဲ့အချိန်လေးကိုလည်းအသင်းလိုက်ဖွဲ့ဝေပြီးစိုက်ပျိုးမှုတွေပြုလုပ်ပါတယ်ရှင်။ခုစိုက်ပျိုးပင်တွေရေရှည်တည်တဲ့အောင်အတွက်မိဘပြည်သူအုပ်ချုပ်ရေးမှုတွေနဲ့မြစ်ထားဌာနနဲ့လည်းပူးပေါင်းပြီးရေလောင်းပေါင်းတင်ပြုလုပ်သွားမယ်လို့ရွေထားပါတယ်ရှင်ကလေးတွေကိုငပြောသီးတွေရလာခဲ့ရင်ကလေးတဦးလှည့်ရင်တစ်လုံးနှုံးနဲ့အမြဲတမ်းကြိုးမွေးစောင့်ရှောက်သွားမှာဖြစ်ပါတယ်ရှင်ပင်နေစိုက်ပျိုးခြင်းအဖြစ်ကျမတို့ရဲ့ကလေးလေးတွေလည်းပေါ့နော်အမြဲတမ်းပဲစိတ်တက်တွေတက်ကြွတယ်ဖွံ့ဖြိုးတယ်အမြဲတမ်းစိတ်လန့်စုပြေရေးကိုလည်းပြုလုပ်သွားနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်အဆိုပါငပြောပင်မှာစိုက်ပျိုးခြင်းခန်းနာတွင်အမတ်16အခြေခံပညာမူလတန်းကျောင်းမှာကျောင်းဆရာမကြီးနဲ့ဆရာမများဌာနဆိုင်ရာတာဝန်ရှိသူများကဖီချန်ငပြောပင်စုစုပေါင်း55ပင်ကိုစိုက်ပျိုးပေးခဲ့ကြောင်းသိရပါတယ်ရှင်။